mobile တွင် booking နှင့်ပတ်သက်၍ပြုလုပ်မည်ဆိုပါက Cyber menu ကိုနှိပ်ပါ booking ကိုနှိပ်ပါ booking စာရင်းအသစ်ထည့်မည်ဆိုပါကအပေါင်းဘတ်တန်ကိုနှိပ်ပါ customer တွင် booking ယူသည့် customer ၏အမည်ကိုရွေးချယ်ပေးပါဖော်ပြပါ customer အတွက်တာဝန်ယူမည့်ဆိုင်ဝန်ထမ်း၏အမည်ကိုရွေးချယ်ပေးပါ start date နှင့် end date တွင် customer ယူသည့် booking ယူသည့်အချိန်ကိုသတ်မှတ်ပေးပါ booking note တွင်ပြုလုပ်မည့်အကြောင်းအရာကိုထည့်သွင်းပေးပါအားလုံးပြီးပါကတန်းရန်အတွက် app booking ကိုနှိပ်ပါဒီတွင် booking စာရင်းအသစ်ရလာပါပြီ booking အခြေအနေနဲ့ပတ်သက်၍ပြုပြင်မည်ဆိုပါကခဲတောင်နှိပ်ပါပြီးရင် booking status များနှင့်ပတ်သက်၍ရွေးချယ်နိုင်ပါသည် booking status များပြင်ပြီးပါက save ကိုနှိပ်ပါဒီနည်းအတိုင်း mobile တွင် booking ကိုအသုံးပြုနိုင်ပါသည်